တကြံအပြီးအခြေခံစားသောက်ကုန်ဈေးနှုန်းများဆက်လက်မြင့်တက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တကြံအပြီးမှာတော့အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဆက်လက်မြင့်တက်လာတယ်လို့ဈေးကွက်အတွင်းမှာစုံစမ်းသိရှိရပါတယ်။ဒီလိုဈေးနှုန်းမြင့်တက်လာတဲ့အခြေခံစားသောက်ကုန်တွေထဲမှာတကြံမတိုင်ခင်ထဲကမြင့်တက်နေခဲ့တဲ့ကြက်ဥ၊ဘဲဥဈေးတွေလည်းထပ်မံမြင့်တက်လာပါတယ်။စားသုံးစီတင်သွင်းတိုးလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကဧပြီလ14ရက်ကနေ29ရက်နေ့အထိရန်ကုန်အထိုင်အခြေခံလက်ကားရှိညွန်စိန်နှုန်းမှာတပိတ်သား6980ကျပ်ဖြစ်တယ်လို့ထုတ်ပြန်ကြေညာထားတဲ့စားအုံးစီဈေးကလည်းပြင်ပဈေးကွက်မှာတော့တပိတ်သားကိုကျပ်12000ခန့်အထိဆက်မြင့်တက်နေဆဲဖြစ်ပါတယ်။ဆယ်ရက်တစ်ချိန်တပိတ်သားနှုံစီစာအုပ်နဲ့ရောင်းချပေးတဲ့စားအုံးစီဈေးကတော့တပိတ်သားကိုကျပ်9200ကျပ်ဝန်းကျင်ဖြစ်ပါတယ်။ဆန်ဈေးနှုန်းတွေကလည်းတကြံမတိုင်မီကာလကအတိုင်းအမြင့်ဈေးအတိုင်းဆက်ရှိနေတယ်လို့သိရပါတယ်ရှင်။